အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ယာမာဂူချီကမှာရှိတဲ့အာကီယိုရှိရိုလို့ခေါ်တဲ့လိုင်ကူတဲကိုတွားရောက်လေ့လာမှာဖြစ်ပါတယ်ခင်ဗျာဒီလိုင်ကူကဆိုလို့ရှိရင်ထုံးကြောင်းလိုင်ကူမျိုးစားဖြစ်ပြီးတော့လွန်ခဲ့တဲ့နှစ်တန်းပေါင်း300ကျော်လောက်ခရေကမှစတင်ဖြစ်ပေါ်လာတယ်လို့သိရပါတယ်ခင်ဗျာလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာတုန်းကဒီလိုင်ကူနေရာဟာပင်လယ်သမုဒ္ဒရာကျမ်းပြင်အောက်မှာတည်ရှိနေခဲ့တယ်လို့လည်းသိရပါတယ်အချိန်ကာလကြာလာတာနဲ့မျှပင်လယ်ရေတွေခန်းချောက်လာပြီးတော့ဒီလိုင်ကူဟာမြေပေါ်မှာပေါ်ထွက်လာခဲ့ပါတယ်အဲ့ဒီလိုနဲ့ပင်လယ်ရေရောက်ရေတိုက်စားမှုတွေကြောင့်ဒီထုံးကြောင်းလိုင်ကူအဖြစ်နဲ့ခုချိန်မှာမြင်တွေ့နေရတာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုင်ကူစုစုပေါင်းအလျားဆိုလို့ရှိရင်10ကီလိုမီတာလောက်ရှိပြီးတော့လူတွေသွားရောက်လေပတ်လို့ရနိုင်တဲ့အကွာအဝေးကတော့1ကီလိုမီတာလောက်သာရှိတယ်လို့သိရပါတယ်ခင်ဗျာကျွန်တော်တို့ငယ်ငယ်တုန်းကကျောင်းစာရီထဲမှာသင်ခဲ့ရတဲ့ကျောက်ဆက်ပန်းဆွဲတွေများစွာရှိတဲ့နေရာလည်းဖြစ်ပါတယ်ခင်ဗျာဒီလိုသဘာဝထုံးကြောင်းလိုင်ကူတွေကျောက်ဆက်ပန်းဆွဲတွေကိုစိတ်ဝင်စားလေ့လာကြည့်နေသူတွေအတွက်ဆိုလို့ရှိရင်တော့သူတာအကျိုးတစုံတရာရမယ်လို့မှောင်မဲလျော်ညှော်လင့်ပါတယ်ခင်ဗျာဒီလိုင်ကူထဲမှာဆိုလို့ရှိရင်ဒီနေ့ပတ်လုံးအပူချိန်ဟာ19ဒီဂရီလောက်ပဲရှိတယ်လို့ပဲသိရပါတယ်ခင်ဗျာခုလိုရန်အေးတဲ့ဆောင်းရာသီမှာသွားမယ်ဆိုရင်တော့လိုင်ကူထဲမှာတားရီမအေးပဲနဲ့တော်တော်လေးကိုလေးလာကြည့်ရှုရတာအဆင်ပြေပါတယ်ခင်ဗျာဒီလိုင်ကူထဲမှာရှိတဲ့ထုံးကြောက်ကျောက်ဆက်ပန်းဆွဲတွေဟာဆိုလို့ရှိရင်1စင်တီမီတာလောက်အမြင့်ကိုရောက်ဖို့ရအတွက်နှစ်ပေါင်း100လောက်အချိန်ကြာမြင့်တယ်လို့လည်းသိရပါတယ်ခင်ဗျာအဲ့လိုကျောက်ဆက်ပန်းဆွဲတွေများစွာလည်းမြင်တွေ့နိုင်ပါတယ်ခင်ဗျာလိုင်ကူထဲမှာအလင်းအမောင်ကိုဤပညာနဲ့ထိန်းချုပ်ထားပြီးတော့အရန်ကူမှကြည့်ရှုရတာရင်သက်ရှုမှုပဲကောင်းလာပါတယ်ခင်ဗျာလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာတုန်းကဒီနေရာကိုလူသားတွေကနေထိုင်စရာဘာသာရေးနေရာတစ်ခုအဖြစ်အသုံးပြုခဲ့ကြတယ်လို့လည်းသိရပါတယ်ခင်ဗျာကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်ကြောက်ခေလူသားတွေနေထိုင်ခဲ့ကြတဲ့ပုံစံမျိုးနဲ့နေထိုင်ခဲ့ကြတယ်လို့လည်းသိရပါတယ်ခင်ဗျာဒါဒီနေ့3နာရီလောက်လမ်းလျှောက်ပါတယ်ဟေ့ဒီထဲတင်3နာရီလောက်လမ်းလျှောက်ပါတယ်သွားအောင်လားမောင်းနေဒီကမျိုးအစမလို့နေဘူးဟမ်အဲ့တော့ရောင်းတော့မောင်းနေတော့ရရပါပိုင်ကောကျင်းလို့လူခဲ့တဲ့နှစ်တန်းပေါင်းများစွာတွေကနေဒီနေရာမှာလူသားတွေနေထိုင်ခဲ့တယ်ဆိုတာမှန်ပေမဲ့ပုံမှန်ဆိုဒီကရေးတွေအပြည့်ရှိရတယ်တဲ့လေဒီပတ်စရာနေရာတစ်ခုဖြစ်တော့နာမည်မကြီးခဲ့ပါဘူး1868ခုနှစ်ကနေပြီးတော့1912ခုနှစ်လောက်ရောက်ခါမှဂျပန်နိုင်ငံမှာရှိတဲ့ပညာရှင်တွေဟာဒီနေရာကိုနှစ်ပေါင်းများစွာလေ့လာမှုတွေပြုလုပ်ပြီးတဲ့နောက်1922ခုနှစ်လောက်ရောက်ခါမှနိုင်ငံအမွေအနှစ်ဖြစ်ပြည်ဝင်အတိအမှတ်ပြုလိုက်ပါတယ်။အဲဒီနောက်1952ခုနှစ်လောက်ရောက်ခါမှဒီနေရာကိုဗပောင်းဆောင်ကနေပြီးတော့ဒီပညာအထောက်အကူတွေနဲ့ချိန်ချိန်ဆောက်ရှောက်မှုတွေပြုလုပ်ပြီးတော့ဒီကုလိုအလင်းအမောင်ဒီပညာတွေကစတင်ပြီးတော့ပေါင်းဆက်ထည့်သွင်းခဲ့ပါတယ်။ The story goes that in the cave, a priest called Juan Genji prayed for rain for farmers who had suffered from a horror drought at that time. Please look up to the ceiling withလိုင်ကူလေးကိုစဝင်ကြရနေပြီးတော့ခုချိန်တီအောင်ငွန်းချက်တဲ့ခန်းစားမှုမျိုးဖြစ်ပေါ်ပဲအရန်ကူမှာလေဝင်လေးတော့ကောင်းပြီးတော့ကြဲဝန်းရှိတာကိုအားလုံးပဲမြင်တွေ့ရမှာဖြစ်ပါတယ်မိုးရသည်လိုအချိန်မျိုးတွေမှာဆိုလို့ရှိရင်ဒီနေရာတွေမှာလေတွေအဆက်မပြတ်စီးနေတာကိုတွေ့ရမှာဖြစ်ပြီးတော့အခုလိုမျိုးဆောင်းရသည်ရောက်တဲ့အချိန်မှာတော့ရေအောက်ရေစီစဉ်မှုအနေငယ်သာတွေ့ရှိရမှာဖြစ်ပါတယ်
ခေဒါဆိုလို့ရှိရင်အထဲမှာဘယ်လိုတွေရှိလဲဆိုတာဆက်လက်ပြီးတော့လေ့လာကြည့်လိုက်ရအောင်ခင်ဗျာ そこで止まるの。 အိုးတကယ်နေရာမိုင်းနေ ဒီစီနေဘိုးထားပါဒီစက်လေးကဒီကနေဒီကြီးကြတာမင်းရေဘုံဘူးဒီစီနေဘိုးထား ရေးကြီး ဒီနေရာဟာမြေအောက်ရေစိမ့်ထွက်မှုအများဆုံးနေရာဖြစ်ပြီးတော့တဘာဝလျောက်ကြောက်ခွက်စုစုပေါင်း100ကျော်လောက်ဖြစ်ပေါ်နေတာကိုအားလုံးပဲတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာခုလိုလိုင်ကူထဲမှာလှပတဲ့နေရာများစွာရှိပြီးတော့ဒီနေရာဟာလည်းဒီလိုင်ကူရဲ့လှပဆုံးနေရာတွေထဲကဒီနေရာဖြစ်ပါတယ်ခင်ဗျာ LGBT အရောင်ဖြစ်နော် LGBT အလံဖြစ် LGB ကလို့ပါပြန်တီးရဘယ်လိုဖြစ်လို့ထည့် LGB တင်ရှိတာပါတီးရဘယ်လိုဖြစ်လို့ထည့် LGBT RGB တော့လို့ပါကောင်းနေတယ် LGBT အရောင် LGBT LGBT မှန်တယ် ဟမ်ဘယ်လို LGBT ရအောင် ဟိုမီးအောင်မိတ်တယ်မင်းကြောင့်ခုန LGBT အရောင်လို့ ဟောဒီကနေသူကအယောင်ထုတ်ပေးနေတာပါလှအောင် အေးလေအဲ့ကြောင့်မဟုတ်ရင် တဘာဝတိုင်းရှိနေတဲ့အလားတရားတွေကသူ့တိုင်းဆိုရင်မပေါ်လွင်ပေမဲ့ဤပညာနဲ့ပေါင်းစပ်တဲ့အခါမှာတော့ အရောင်လို့တော့ ခုလိုရည်သက်ရှုမောဝေရလွန်ကောင်းပြီးတော့ခီးသွွားရည်တွေအတွက်စိတ်ကြည်နမှုပြီးပါပြီးတော့မှန်ပါပဲခင်ဗျာ ကိုထောက်ထားပြီးတော့သူပြလိုက်တယ်လို့ရှိရင်အတွက် လိုက်မလားနေ လိုက်တယ်လေ လိုက် လူမမြင်ဘူးပြလာ မပြရ ပြတယ်ရှေ့ညီမတော့ရကြည့်လိုက် ထွက်ပါလားဟုတ်လား ချက်ပြလက်ပြကြည့်တယ်လက်ပြကြည့်တယ်ရှားတယ်ဦးနော်ဟောရပြီโอเคရပြီလိုက်ပြီအဲ့ဆိုအဲ့နောက်တစ်ခါလက်ပြလိုက်ရပြီမပြသေးဘူးချက်ပြအောင်မရတယ်လက်ထက်ကြအောင်ရပါမရတယ်လက်ကိုမမြင်ဘူးစကမလုပ်သေးဘူးမရတယ်ရပြီတယ်နော်ရပြီစကတော့ မမရတယ် ရတို့သိရတော့ဒီထဲမှာရှိတဲ့ကြောက်ဆက်ပန်းဆွဲတွေကမိုးတွေရွာလိုက်တဲ့အချိန်မှာမိုးရီထဲမှာပါလာတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကထုံးကြောက်တွေနဲ့တက်ပြူပြီးတော့စိတ်ရည်အဖြစ်လှိုင်ကူထဲကိုရောက်တဲ့အချိန်မှာလှိုင်ကူထဲမှာရှိတဲ့လေထုက19 ဒီဂရီလောက်နဲ့ပုံမှန်တည်ငြိမ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့မာချောသွားပြီးတော့ဖြူရောင်ကြောက်ဆက်ပန်းဆွဲအဖြစ်ပြောင်းလဲသွားတယ်လို့သိရပါတယ် ဒီချိန်ပြီးတော့နော်ဟိုမစတိုင်းကြီးကြောင်တော့နေတယ်လေပြရအောင်ဘယ်လိုပြရအောင် ခဏနေရင်ကြောက်ဆက်ပန်းဆွဲတွေအများကြီးရှိတဲ့အလားဆုံးနေရာတွေကိုကျွန်တော်ရိုက်ပြပေးမှာဖြစ်ပါတယ်
快了。哦。すごいやん。ခုဆိုရင်ကျွန်တော်ရဲ့182စင်တီမီတာရှိပေမဲ့ကျွန်တော်အပေါ်မှာတော်တော်လေးနေရာလွတ်တွေအများကြီးကျန်နေတယ်ဆိုတာအားလုံးပဲမြင်ရမှာဖြစ်ပါတယ်ဒီလိုင်းကူရဲ့အကျယ်ဝန်းကိုအားလုံးပဲမြင်တွေ့ရမှာဖြစ်ပါတယ် Thank
ဖတ်လား ဖတ်ဘူးမဲနေလို့ မျက်နှာမမြင်အောင် ဟာမျက်နှာမရဘူးရโอเคရ တိုင်ကမ္ဘာခိုင်တော့ပြည်ပြည်ချောက်ပါကျုပ်ပြောက်သွားတယ် မရဘူး ။ညောင်းထားလိုက်တော့ ဒီမှာကြည့်အခုကြည့် အေးလို့ဟုတ်တယ်ကြာပြီးတော့ ဟာသိမရှိသေးတယ်အေးလို့ရတယ် ဒီတော့မီးဖွင့်ရတယ် ဒီဖုန်းချလို့ရတော့ ပြေးမိဖုန်းရိုက်ပြအောင် တွေ့လားဒီမှာကြည့်လိုက်ဒီမှာကြည့်ရနာ ကြည့်ဘယ်မှာပြောင်းလဲ ဘယ်လိုပြောင်း သူတွဲရမလိုက်ဘူး အဲ့ငါလိုက်အဲ့ထွက်မှာမလားဟမ်တက်မယ်လားလေပေါ်တက်မယ်ဒီနားလေးကမောငါတို့အခုကအဆရှိရလားပြအောင်ပေါ့အိုးဒီတောင်ဆောက်တာအပေါ်ကြီးရှိ ဘာမှမရှိဘူး ဟမ်ဒါဒီပက်ကြည့်ရမှာပေါ့ကွာ ဒီနေရာကနေစပြီးတော့ကျောက်ဆက်ပန်းဆွဲတွေကပေါ်မျက်နှာပြင်ကနေပြီးတော့အောက်ချမ်းပြင်ထိချိတ်ဆက်နေတဲ့ကျောက်ဆက်ပန်းဆွဲတွေလည်းများစွာမြင်တွေ့ရမှာဖြစ်ပါတယ်။ကျောက်ဆက်ပန်းဆွဲ1 cm လောက်ရှည်လာဖို့ရာ100လောက်ကြာတယ်ဆိုလို့ရှိရင်အခုလိုမျိုးကျောက်ဆက်ပန်းဆွဲတွေအပေါ်နဲ့အောက်ဆက်သွားဖို့ရာနှစ်ပေါင်းများစွာအချိန်ယူပြီးမှဖြစ်ပေါ်လာတာကိုအလုံးခံမှန်းမိလိမ့်မယ်လို့ထင်ပါတယ်။ဒီနေရာမှာရှိတဲ့ကျောက်ဆက်ပန်းဆွဲတွေကိုကျွန်တော်တို့လူသားတွေရဲ့လက်နဲ့မတွေ့တွေ့ဘူးကိုလည်းတားမြစ်ထားတယ်လို့သိရပါတယ်။အားလုံးလုံးဆိုရင်ကျွန်တော်တို့လက်မှာပါတဲ့ဓာတ်တွေနဲ့ကျောက်ဆက်ပန်းဆွဲတွေမှာရှိတဲ့ဓာတ်တွေပြတ်ပြူသွားတဲ့အခါမှာ ကင်မရာမန် ကျောက်ဆက်ပန်းဆွဲတွေဆက်လက်ကြီးထွားဖို့ရာ ဒါမှမဟုတ်နှစ်ခါမြောက်ပြီ လို့ပညာရှင်တွေရဲ့ပြောကြားချက်အရ ပတ်တန်းယူရတယ် လေ့လာရပါတယ် ပြီးရောနောက်တစ်ခေါက်လည်းပြန်လာကြမလို့တော့ကြည့်အောင်ဟိုရေနေသွားတဲ့အချိန်မလို့နော်ဟောဒါကြီးကအောက်ကြီး energy ရရောenergy ကရေတွေလားနှက်တာရေ ဒီလိုင်ကိုရဲ့စုစုပေါင်းအလျားဟာ10ကီလိုမီတာကျော်လောက်ရှိပြီးတော့လူတွေတွားတော့လေပတ်နိုင်တဲ့ကွာအဝေးဟာ1ကီလိုမီတာမျှသာရှိတယ်လို့သိရပါတယ်အခုကျွန်တော်ရိုက်ပြနေတာတွေက1ကီလိုမီတာအတွင်းမှာရှိတဲ့ကျွန်တော်တို့လူသားတွေတွားရောက်လေပတ်လို့ရတဲ့မြင်တွေ့နိုင်တဲ့အရာတွေပဲဖြစ်ပါတယ်။ဟိုးမမြင်ရတဲ့နေရာတွေမှာဘယ်လိုတွေရှိမလဲဆိုတာကျွန်တော်တို့သိနိုင်ပါဘူး။ကျွန်တော်တို့ခီးသွားရတဲ့တွေတွားရောက်လဲပတ်လို့ရတဲ့1ကီလိုမီတာအတွင်းမှာကိုပဲအခုလိုမျိုးကျောက်ဆက်ပန်းဆွဲတွေကြောက်လိုင်းကူတွေအံ့ဩမခံရှိနေတာကိုတော့အားလုံးပဲမြင်တွေ့ကြရမှာဖြစ်ပါတယ်ဒီနေရာကိုလာရောက်လဲပတ်ဖို့စိတ်ကူးနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အားလုံးအမြင့်ဖက်တွေမစီဘဲနဲ့ရှုဖက်စီလာတာအကောင်းဆုံးဖြစ်မယ်လို့အကြံပြုချင်ပါတယ်နေမြင့်တက်ဆင်းတွေကြောက်ဆက်ရည်ကြားမှုတွေကြောင့်ချော်လဲနိုင်တာတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ရှုဖနက်တာအကောင်းဆုံးဖြစ်မယ်လို့အကြံပြုချင်ပါတယ်တောင်ရဟိုဘယ်ဘက်ကိုတက်မှာခုဘက်ကတွေးလောင်းလေးတောင်းလားတောင်းလားအဘီထွက်ပြီလားဟိုမလေးဒီဘက်ကပတ်လို့ရတယ်ဆိုဒီကပါတောင်းလားဒီလိုနဲ့တယ်နော်ပေါ့ကြီးอ่ะမင်းညှော်နေနေကိုဒီထဲဘယ်သူမှလာမှာမဟုတ်တော့ ကင်ဆိုင်လေးပါပဲအဖို့ပါဟာလာကင်ဆိုင်လေး
အပြင်ဘက်မှာတော့ရှိရဆို ရှိတယ်လေဒီကုန်းဝင်ရေးပြီ အခုရှေ့မှာမြင်တွေ့ရမယ့်ကြောက်ဆက်ပန်းဆွဲတိုင်းကြီးကိုကြည်ချင်းအဖြစ်ဒီတိုင်းကူရဲ့တက်တန်းဘယ်လောက်ရှိပြီဆိုတာအားလုံးခံမှန်းမိနိုင်မယ်လို့မျှော်လင့်ပါတယ်ဟိုးရှေ့မှာကြောက်ဆက်ပန်းဆွဲတိုင်းအကြီးကျွန်တော်တို့လူတစ်ဖက်စာလောက်ရှိတဲ့တစ်ပင်ကြီးတစ်ဖွဲညောင်ပင်ကြီးတစ်ဖွဲတရှိနေတာကိုအားလုံးပဲမြင်တွေ့ရမှာဖြစ်ပါတယ်ဒီကြောက်ဆက်ပန်းဆွဲ1စင်တီမီတာလောက်ကိုနှစ်တရာလောက်အချိန်ယူရတယ်ဆိုလို့ရှိရင်အခုမြင်နေရတဲ့ကြောက်ဆက်ပန်းဆွဲကြီးဖြစ်လာဖို့ရာနှစ်တန်ပေါင်းဘယ်လောက်ကြာမလဲဆိုတာအားလုံးခံမှန်းမိနိုင်မယ်လို့ထင်ပါတယ်ဒီနေရာဟာဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဘာသာရေးနေရာတွေအဖြစ်အသုံးပြုခဲ့တဲ့တို့ကျွန်တော်အစာပိုင်းတော့ကပြောခဲ့တာရှိပါတယ်ဒီထဲမှာဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဗုဒ္ဓရုပ်ပွားတော်တွေလည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဗုဒ္ဓဘာသာနဲ့လည်းတော်တော်လေးရင်းရင်းနှီးနှီးရှိမယ်လို့ခံစားမိနေပါတယ် ဟုတ်ညာဆိုတော့ဒီနားလေးမှာဖျားဆင်းလူလေးတစ်ခုကိုထူပြီးတော့နော်တကူကြီးနေရဖြစ်သွားညာတပုံတုံလဲပါ ဘုံလည်းပြီးတော့ နားလေးလေး တော့ပြန်ကြောက်ကောင်းကြီးနေတယ်ဘာကြီးနေတာလဲ 黒谷口までおよそ240メートルございます。それでは上りコースのお客様は前方の下りコースのお客様は ခုရှိမှမြင်နေရတဲ့ကြောက်ချွင်းကြီးရဆိုလို့ရှိရင်နှစ်ပေါင်း100ကို1စင်တီမီတာအမြင့်နဲ့စုပုံလာခဲ့တာအခုအနေထားတိုင်းမြင်တွေ့နေရပါတယ်ဒါနှစ်တန်းပေါင်းဘယ်လောက်ကြာပြီလဲဆိုတာတက်တည်ပြုနေတဲ့နေရာတွေပဲဖြစ်ပါတယ်အခုအစပြီးတော့ကြောက်ဆက်ပန်းဆွဲတွေကြောက်ချွန်းတွေများစွာရှိတဲ့မြင်ကွင်းတွေကိုအားလုံးပဲမြင်တွေ့ရမှာဖြစ်ပါတယ်ここはまるでクラゲの先を争って滝を登るような姿に見えるところからクラゲの滝登りと名付けられました。それでは皆様少し動画をဆိုတော့ဆိုနော်မိုက်တယ်မြောက်ပြန်စနေတာတကူကြီးနေရဖြစ်နေတော့ဘူးကိုဘရာနည်းနည်းပက်တင်တာထက်လာလို့ကိုဘရာနည်းနည်းပက်တင်တာလေးရောနည်းနည်းကြားရနော်နည်းနည်းထွက်သွားရမထွက်ဘူးဂျီဒီနဲ့ချော်ရတော့ကြာတယ်ထွက်တော့မရှိဘူးထွက်တယ်ဂျီချော်မလားဒီခါဂျီကြာ
နေရင်နော် ဘုခရအောင်နေတယ်ခက်လို့ ချုံမချုံရေကြလို့ဆိုလုပ်ပြီးတယ်ဆွေးရကြည့်တာကမ္ဘာ ဘယ်တိုင်းကျန်နေကြလဲခုနှစ်ယောက်ရှေ့ရောက်နေမှနောက်ကနေပြေးလိုက်တယ်ဘယ်တိုင်းကျန်နေကြလဲဟောဘလူကောင်းဒီမှာမြင်ရတယ်ဖုန်းနဲ့ကြည့်အဲ့ဒါကြည့်နေလူကောင်းကပြင်းနေလူကောင်းကပြင်းနေခုနဲ့ချင်းကြီးဒီစိတ်ကြီးစိတ်ချင်းခံမှန်းနေကြည့်ဒါပြင်းနေတယ်သူ ဟုတ်တယ်ဟာကြီးကအ ပေါ်ကနှစ်ကိုကြောက်ထားတယ်နော်ဒီအော်နာချပြန်ထွက်လို့မရလား မရတော့ဘူးနော်အောက်ထွက်ကြောက်ထွက်ကြသွားရင်ပြန်ထွက်ဖို့မရတော့ဘူးတဲ့ မင်းထွက်လို့ရပါလားဖြည်းဖြည်းပေါ့ ဖြည်းဖြည်းပေါ့ဝင်ကြည့်လာတယ် ဒီနေ့လည်းအများကြီးပဲကျင်းတော့ပါပြီရွှေတွေနော် ရွှေတွေခွာခဲ့ ခွာခဲ့ကွာ ရွှေခွာနေပါတာ ခွာယူတယ်ဘာလို့ရွှေ ကျန်ဒါကြီးကဘယ်လိုရောအလဲကြီးမှလူရုပ်ထုကြီးလို့ဘောအချွန်ကြီးကြာတယ်ပြုတ်ကြတယ်ဝင်ဘူးဒီကိုယ်ဆောမတ်ကြီးအဲ့လိုနော်အဲ့ဒီဘွားစားနေကြီးအောင်ကြားတယ်ကြောက်ဆက်ပါနေတာနော် ခဏလေးဆက်တော့ပါ တို့ငယ်တော့စားရဲမှာတင်ခဲ့ရတယ်ကြောက်ဆက် ဘို့တကယ်တော့ကန်းချီပါလေအသေးလေးကိုဆက်ချလာနေဖြစ်သွားတဲ့ပုံစံမျိုးကျောက်ဆက်ပါဒီကျောက်ဆက်ပါလို့ရတယ်ကျောက်ဆက်ပါလို့ကျောက်ဆက်ပါဒီမျိုးကြိုက်ပို့ပြီးသေးတယ်ချို့တယ်ဆိုရင်ဒီတော့အထီအောင်ဖြစ်တယ်လက်တလုံးသာလို့မယ်နမကြီးပေါ်လက်ဘိုးကြီးလက်တလုံးသာကြည့်တော့ဟမ်ဒါဘာလို့ပိတ်တာထွက်ပြီလားပြီးတော့ထွက်သွားပြီလား အခက်ရောက်တော့ ခဏရောက်သွားပြီ ပတ်ကင်ရောက်တော့ဒီတော့ဒီနေ့ရောက်တယ်အထက်ပြန်ဝင်ကြည့်အောင် This is the first entrance we entered here. This was not supposed to enter. ဘယ်ကြီးတဲ့ပြေရုံလား အခုအစားပြီးကြောက်နေရန်နေကြောက်ဆက်ပန်းဆွဲတွေရဲ့ပကြီးကတစ်ချက်လိုလှပနေတာတွေကိုရိုက်ကူးတင်ပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲအပီတီစောင့်ကြည့်ပေးကြဖို့အကြံပြုလိုက်ပါတယ်ခင်ဗျာဒါကြီးရတယ်ဒါလည်းဟိုဘက်အချွန်းနေပြီပြုတ်ပြုတ်ကြရနေလို့ဖြစ်သွားတယ်နော်ပုံပါနော် ဖြည်းဖြည်းနည်းနည်းကြာတယ်နော်နိုင်မှာနည်းနည်းကြာဒီတော့ဆွဲနေ ပြဟိုးထဲအောင်စားပိုးတောင်လာတယ်ဆိုရင်ပိုးထဲမှာအစစ်အစစ်လေး
ဒါလေးတွေမသိအောင်ပကြီးဆွဲထားတယ်လို့ဒီမှာဒီဥစ္စာလေးဖိုးရှိအောင်ခါနေတာနော်ဒါလေးပကြီးဆွဲထားတယ်လို့ဒီဥစ္စာနဲ့တော်နတ်တော့တယ်နော်ဒီအောင်ထက်တော်နတ်တော့ဒါလေးကပကြီးဆွဲထားတယ်လို့ကြည့်ကြည့်လား ဟောပါအတန်ဒီပါလေပြီးရင်ဖြောင်းမှကြီးကိုပြောချင်ပြောနေတယ်ဒီမှာတက်ပေါ်ရတယ်ဒီမှာတက်ပေါ်ရတယ်အဲ့ဒီရုပ်ကြီးမရှိတော့ရတယ်ရုပ်ကြီးအေးရုပ်ကြီးအောက်ကခန္ဓာကိုယ်လိုပေါ့အပေါ်ခေါင်းလေးလိုမျိုးလေးဒီစကြည့်ပါဖြစ်နေခဏဘောင်းမီညိပြောပြရပါတော့ပြောရမယ်ရတယ်လုံးလိုက်တော့ညာပြန်တဲ့ဒါကတော့ရက်တော်မူဖျားကြီးဖြစ်သွားတယ်နော်တေချာရနော်ဒီညမှာရက်တော်မူဖျားဖြစ်မယ်ရက်တော်မူဖျားကိုဒီဘက်ကတော့လေကြီးကထမ်းထားတဲ့ပုံစံကြီးဖြစ်တယ်ပြည့်လက်ထွက်လာတော့ထုံတော့တော့မှာပဲတကြိုးလေးနဲ့နားတယ်အခုကတကြိုးကဲအဆွဲခေတော့ YouTube ပါသူပြီးမြောက်ဘယ်လိုကိုမြောက်နေကိုထုံးရောက်သွားတော့ရိုက်မလို့ပါ映画を展示していますので、お時間がございましたらぜひお立ち寄りください。それでは次の名所へお進みください。Oh, sorry. ဒီကားပြုတ်ကြအောင်သူကဘယ်လိုရိုက်နော်မြာဒီလို ဆိုင်ဆိုင်ဒီလိုဆို ဘယ်လိုလဲ ဆိုင်တော့တက်တယ်မိုးကြီးတယ်ဟုတ် big ocean မိုးကြီးနေတယ်နော်ဒါပြင်လို့
let's go ဟဲ့တခြားနေရာဘောအောင်မစူးစူးလားကျွန်တော်လည်းအတူဒီဗီဒီယိုလေးကိုအစအနေဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့ဒုတိယချင်းစီတိုင်းကိုအားလုံးကျေးဇူးတင်ကြောင်းပြောကြားရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာတင်မဲ့အဆုံးသတ်ချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ